ကျွန်တော် channel ကနေဒီနေ့တင်ဆက်ပေးမှာကတော့မြန်မာဖုန်းနံပါတ်နဲ့ PayPal account လျှောက်လို့ရမယ့်နည်းလမ်းတွေကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးတခြားလေးကြည့်လိုက်အောင်ခင်ဗျာ။ပထမဆုံးအနေနဲ့ Play Store ထဲကိုဝင်လိုက်ပါ။ပြီးရင်တော့ PayPal လို့ရေးပြီးတော့ရှာလိုက်ပါ။ဒီ application လေးကို download ဆက်ပြီးတော့ရအောင်အဲ့ဒီအထက်ကိုချက်ချင်းဝင်မှနဲ့ account လျှောက်ဖို့အတွက် Google Chrome နဲ့ကိုဝင်လိုက်ပါ။ PayPal ကမြန်မာနိုင်ငံကို account လျှောက်ခွင့်ပိတ်ထားတဲ့အတွက်ကနေဒါ account လျှောက်ရပါမယ်။ဒါကြောင့်မို့ PayPal sign up ကနေဒါလို့ရေးပြီးတော့ရှာလိုက်ပါ။ပြီးရင်တော့ဒီမှာပေါ်လာတဲ့ PayPal website ထဲကိုဝင်လိုက်ပါပြီးရင်တော့အောက်ကိုဆွဲလိုက်ပြီးတော့အောက်မှာရှိတဲ့ sign up for a business account ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ခဏစောင့်ပေးလိုက်ပါဒီနေရာမှာတော့ကိုယ့်ရဲ့ email account ကိုထည့်ပေးရမှာဖြစ်ပါတယ်ရေးပြီးတော့အောက်မှာရှိတဲ့ submit ကိုနှိပ်လိုက်ပါဒီနေရာမှာတော့ password ထည့်ပေးရမှာဖြစ်ပါတယ် password မှာအနည်းဆုံးကဏ္ဍ8လုံးကနေပြီးတော့အများဆုံးအလုံး20ထိထည့်ပေးရမှာဖြစ်ပါတယ်password ကိုတော့ဒီမှာပြထားတဲ့အတိုင်းအင်္ဂလိပ်စလုံးအကြီးစလုံးအသေးစလုံးတွေရဲ့1 2 3ကဏ္ဍနေရဲ့ကိုရောပြီးတော့ရေးပေးရမှာဖြစ်ပါတယ်ပြီးတော့အောက်မှာရှိတဲ့ submit ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာတော့ကိုယ့်ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအောက်မှာတော့အပေါ်ကနာမည်နှစ်ခုလုံးကိုပေါင်းပြီးတော့ရေးပေးလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ business phone number ဆိုတဲ့နေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးပြရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ထည့်ရင်တော့တခြားနံပါတ်တွေကတိတ်ပြီးတော့အဆင်မပြေရကြမို့လို့ MD link တိတ်တော့တစ်ခုတခုကိုပဲထည့်ပေးလိုက်ပါပြီးရင်တော့ရှေ့မှာအပေါင်းလေးနဲ့ flag ကိုငှားခံပေးလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ business address ဆိုတဲ့နေရာမှာတော့လိပ်စာထည့်ပေးရမှာဖြစ်ပါတယ်လိပ်စာနေရာမှာတော့ကျွန်မလိပ်စာကိုထည့်ပေးလို့မရပါဘူးကနေဒါနိုင်ငံရဲ့လိပ်စာကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကနေဒါနိုင်ငံရဲ့လိပ်စာကိုသွားပြီးတော့ရှာလိုက်ပါမယ်fake ကနေဒါ address လို့ရေးပြီးတော့ရှာလိုက်ပါပြီးရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ fake address generator ကနေဒါထဲကိုဝင်လိုက်ပါဒီမှာရှိတဲ့လိပ်စာကို PayPal ထဲကိုသွားပြီးတော့ရေးထည့်ပေးရမှာဖြစ်ပါတယ်အပေါ်ဆုံးမှာရှိတဲ့ဟာလေးကတော့ LAN number ပါအဲ့ဒါလေးကို copy ယူလိုက်ပါမယ်ပြီးရင်တော့စောစောက PayPal account 6တဲ့နေရာကိုပြန်ဝင်လိုက်ပါဒီမှာရှိတဲ့ address line 1ဆိုတဲ့နေရာမှာအဲ့ဒါလေးကိုထည့်ပေးလိုက်ပါအဲ့ဒီအောက်မှာရှိတဲ့ address line 2နေရာမှာတော့ဘာမှထည့်ရမလို့ပါဘူးပြီးရင်တော့စောစောကထဲကိုပြန်သွားလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့မြို့ရဲ့နာမည်ကိုလည်း copy ယူလိုက်ပါမယ်ဒီမှာရှိတဲ့ city ဆိုတဲ့နေရာမှာအဲ့ဒီမြို့နာမည်လေးကိုထည့်ပေးလိုက်ပါအဲ့ဒီအောက်မှာရှိတဲ့မြို့နယ်နာမည်ကိုရေးဖို့အတွက်စောစောကထဲကိုပြန်ဝင်လိုက်ပါပြီးတော့ဒီအောက်မှာရှိတဲ့ဒီ British Columbia ဆိုတဲ့ဟာလေးကို copy ယူလိုက်ပါပြထားတဲ့နေရာလေးကိုနှိပ်ပြီးတော့အဲ့ဒီအောက်မှာရှိတဲ့ British Columbia ဆိုတာလေးကိုရေးပေးလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ postal code နေရာမှာထည့်မယ် code နံပါတ်ကိုကြည့်ဖို့အတွက်စောစောကထဲကိုပြန်ဝင်လိုက်ပါဒီအောက်မှာရှိတဲ့ code နံပါတ်လေးကို copy ယူလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ postal code နေရာမှာထည့်ပေးလိုက်ပါအောက်မှာရှိတဲ့ဟာလေးကိုအမှန်ရှင်းလေးပေးလိုက်ပါပြီးရင်တော့ agree and create account ဆိုတာလေးကိုနှိပ်လိုက်ပါခဏဆောင်ပေးလိုက်ပါဒီမှာရှိတဲ့ business type ဆိုတာလေးကိုနှိပ်ပြီးတော့အဲ့ဒီအောက်မှာရှိတဲ့ individual ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအဲ့ဒီအောက်မှာတော့ဒီလိုရေးလိုက်ပြီးတော့ပေါ်လာတဲ့ထက်ကနေပြီးတော့ကြိုက်တဲ့ဟာကိုရေးပေးလိုက်ပါအဲ့ဒီအောက်မှာတော့ကိုယ့်ရဲ့လစာဘယ်လောက်ရလဲဆိုတာကိုမေးပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီထဲကနေပြီးတော့ကိုရွေးချင်တဲ့ဟာလေးကိုရေးပေးလိုက်ပါအဲ့ဒီအောက်မှာတော့ကိုစီဝိုင်းစပြီးတော့လုပ်ခဲ့တဲ့ရက်စွဲကိုရေးပြရမှာဖြစ်ပါတယ်ဒီနေရာမှာရက်စွဲတွေကိုကြိုက်သလိုရေးလို့ရပါတယ်
ပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ Purple or your account ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာတော့ to send and receive money ဆိုတာလေးကိုရေးပေးလိုက်ပါအဲ့ဒီအောက်မှာတော့ကိုယ့်ရဲ့ website ကိုထည့်ခိုင်းပါတယ်အဲ့ဒီနောက်မှာ optional ပါအကြောင်းမို့လို့မထည့်နဲ့ပါဖြစ်ပါဘူးဒါကြောင့်မလို့မထည့်တော့ဘဲနဲ့အဲ့ဒီအောက်မှာရှိတဲ့ submit ကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ခဏစောင့်ပေးလိုက်ပါအောက်မှာရှိတဲ့ date of birth ဆိုတဲ့နေရာမှာကိုယ့်ရဲ့မွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့မွေးနေ့ကိုအမှန်တိုင်းရေးပြီးတော့ထည့်ပေးလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ what is your occupation ဆိုတာလေးကိုနှိပ်လိုက်ပါဒီထဲကနေပြီးတော့ကိုကြိုက်တဲ့ဟာကိုရေးပြီးတော့ထည့်ပေးလိုက်ပါပြီးရင်တော့အဲ့ဒီအောက်မှာရှိတဲ့ same app business phone ဆိုတာလေးကိုအမှန်ကြီးလေးဖွင့်ပေးလိုက်ပါဒါဆိုတော့စောစောကကိုတင်ထားတဲ့ဖုန်းနံပါတ်လေးပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်အောက်မှာရှိတဲ့ submit ဆိုတာလေးကိုနှိပ်လိုက်ပါအောက်မှာရှိတဲ့ skip for now ဆိုတာလေးကိုနှိပ်လိုက်ပါ OK ကိုနှိပ်ပေးလိုက်ပါဒီမှာတော့ကျွန်တော်ရဲ့ပတ်စံကကနေဒါပတ်စံဖြစ်နေပါတယ်တရားကိုအမေရိကန်ပတ်စံပြအောင်ပြောင်းဖို့အတွက်ပုံမှန်ရှိတဲ့အဆက်30ကိုနှိပ်လိုက်ပါ Go to money pay ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့အောက်ကိုဆွဲလိုက်ပါအမေရိကန်ဒေါ်လာကိုအဓိကသုံးငွေဖြစ်အောင်လုပ်ဖို့အတွက်အဲ့ဒီအောက်မှာရှိတဲ့ Make Primary ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ခဏစောင့်ပေးလိုက်ပါဒီမှာရှိတဲ့ Make USD Primary ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ရဲ့ PayPal account လေးကအမေရိကန်ဒေါ်လာနဲ့စပြီးတော့သုံးလို့ရသွားပြီဖြစ်ပါတယ်ပြီးရင်တော့စောစောက download ဆွဲထားတဲ့ PayPal application နဲ့ကိုဝင်ပေးလိုက်ပါစောစောကလျှောက်ထားတဲ့ account ကိုဒီထဲမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာရှိတဲ့ continue ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ခဏဆောင်ပေးလိုက်ပါဒါဆိုရင်တော့စပြီးတော့သုံးလို့ရပါပြီကိုယ့်ရဲ့ account ကိုအတည်ပြုဖို့အတွက်အဲ့ဒီအောက်မှာရှိတဲ့ confirm with Google ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့စောစောက account 6တုံးကထည့်ထားတဲ့ Gmail account လေးကိုရေးပေးလိုက်ပါအခုဆိုရင်တော့ကျွန်တော်ရဲ့ account လေးကိုအတည်ပြုပြီးတာဖြစ်လို့စပြီးတော့သုံးလို့ရဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မရှင်းတာကြည့်ရင်ဖြစ်ဖြစ်နောက်တစ်သိရင်တဲ့အကြောင်းအရာလေးပဲကြည့်ရင်ဖြစ်ဖြစ်ကျွန်တော်ရဲ့ comment လေးထဲမှာရေးပေးခဲ့လို့ရပါတယ်နောက်နေ့တင်မှာလည်းလူမျိုးအသုံးဝင်တဲ့ဗီဒီယိုတွေကိုနေ့စဉ်တင်ဆက်ပေးနေအောင်ပါမို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးမလုပ်သေးလို့ရှိရင်လည်းနှိပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာ